အားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကလူမေးများနေတဲ့ဘေကွန်းလေးတစ်ခုကိုဖြည့်ခြင်းပါပဲအဲ့ဒါတော့စင်ကာပူမှာဆိုလို့ရှိရင်အလောက်ကင်တွေဘယ်အချိန်မှာပေါ်များလဲပေါ့နော်အဲ့ဒီဘေကွန်းလေးကိုဖြည့်ပေးမှာဖြစ်ပါတယ်စင်ကာပူမှာနှစ်တိုင်း bonus ပေးလေးရှိပါတယ် bonus ရာသီကတော့ဒီဇင်ဘာနှစ်ကုန်နဲ့နောက်ပြီးတော့ Chinese New Year ပေါ့နော် Chinese New Year မှာဆိုလို့ရှိရင်လည်းပေးကြပါတယ် bonus ကာလပြီးတဲ့အခါမှာလူတွေကအရွှေ့အပြောင်းတွေများတယ်အဝင်အထွက်တွေများပါတယ်အဲ့ဒီအချိန်မှာအခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်နောက်တစ်ခုကကြတော့စင်ကာပူရဲ့ financial year ဒီဇင်ဘာဆိုလို့ရှိရင်ပြီးပါတယ်အဲ့တော့ဒီဇင်ဘာပြီးတဲ့အခါမှာသူတို့ကလူသစ်ခေါ်ဖို့လိုမလို့ပေါ့နော်နောက်ပြီးတော့ဒီလူဟောင်းတွေနဲ့အဆင်မပြေဘူးဆိုလို့ရှိရင်သူတို့လူချင်းတာတွေလုပ်တတ်ပါတယ်ဒါကြောင့်မလို့အလောက်ကင်ပေါ်ဆုံးချိန်ပြောမယ်ဆိုလို့ရှိရင်เนาะဒီ January February နဲ့ March ဒီ3လအတွင်းမှာဆိုလို့ရှိရင်เนาะအလောက်ကင်ကြီးပေါ်များတယ်လို့မြင်မိပါတယ်အားလုံးကျေးဇူးတင်ပါတယ်